မိတာလက်ချက်တွေကိုကျွန်တော်နဲ့တူကြည့်ရှုနေကြတဲ့ခုနသောသမီးကျွန်တော်မိတ်ဆွေများအားလုံးရွှေလန်းချမ်းမြေ့ကြပါစေလို့ဥစ္စာပနမကာရဝဖြစ်ပါတယ်ခုနသောသမီးကျွန်တော်မိတ်ဆွေများအားလုံးကံကြိုးရောညံကြိုးရောရိယကြိုးပါပူပေါင်းခံစားနိုင်ကြပါစေခင်ဗျာဒီတစ်ပတ်မှာတော့ကျွန်တော်တို့ရာထုထန္တရနဲ့ပတ်သက်ပြီးတော့မှနေရာမြဲကျင်နိုင်ကြတဲ့လူတွေပြီးတော့အလုပ်တစ်ခုမှာအကြာကြီးလှုပ်ချင်နေကြတဲ့ပုံကိုယ်တွေတချို့ဆိုရင်ရှိတယ်ပေါ့နော်အလုပ်ကခက်ခဲတွေရှိတယ်ဒါပေမဲ့ဒီလုပ်မှာသူတို့ပျော်တယ်ပျော်တယ်ကြာနေကျင်တယ်ဒါပေမဲ့နေလို့မရဘူးဒါမျိုးတွေရှိတယ်အဲ့ဒါမျိုးပုံကိုယ်တွေအတွက်ကိုကျွန်တော်အနေနဲ့ရေရာလေးတစ်ခုလက်ဆောင်ပါလိုက်ရှင်ပါတယ်အဲ့တော့ဒီရေရာကိုမတင်ဆက်ခင်မှာကျွန်တော်တခုပြောချင်တာကကျွန်တော်ရေရာမှာအယုတ်လက်အမျက်မရွေမြည်သူပဲဖြစ်ဖြစ်အသုံးပြုနိုင်တယ်မြည်သည်မြည်ဝါအသုံးမပြုရဘူးဆိုတော့ခွဲခြားမှုမရှိကြောင်းကိုလည်းတခါတည်းထည့်သွင်းပြီးတော့ပြောကြပါတယ်အဲ့တော့ကျွန်တော်နဲ့တူဒီရေရာလေးကိုလိုက်ပါပြီးတော့မှမှတ်သားကြည့်အောင်เนาะဒီရေရာလေးကိုလိုက်ပါမှတ်သားတဲ့ပြီးမှလည်းပဲကျွန်တော်တို့နောက်ထပ်တင်မဲ့အသစ်တော်ရေရာများကိုသိရှိစေရန်အတွက်လည်းဘင်းနာက notification လေးကိုနှိပ်ခတ်ပေးဖို့ဖိတ်ခေါ်ပါတယ်အဲ့တော့ဒီနေ့ပေးမဲ့ရေရာကတော့အားလုံးဒီဟာဒီမှာမရှားကြတဲ့နေဂျပန်ရေရာဖြစ်ပါတယ်အဲ့တော့ဒီနေဂျပန်ဟာရေရာအနေနဲ့ဆိုရင်တော်တော်လေးအစွမ်းထက်တာကိုတွေ့ရပါတယ်အဲ့တော့ပထမဆုံးအနေနဲ့လိုတဲ့ပစ္စည်းလေးတွေကိုပြပေးပါမယ်ခဲကြွန်တာတစ်ချောင်းလိုပါတယ်ပကံပြားနှစ်ချက်လိုပါတယ်ဖျောင်းတိုင်းနှစ်တိုင်လိုပါတယ်ပြီးရင်နေကြပန်း6ဝက်လိုပါတယ်ဒါဆိုရင်တော့ရေရာလေးကိုပြုလို့ရပြီဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ရေရာကိုစတင်ပြုလုပ်တဲ့အခါမှာကိုယ့်ရဲ့အိမ်ပေါ်မှာပဲဖြစ်ဖြစ်အောက်ထပ်မှာပဲဖြစ်ဖြစ်အဓိကတော့ဖျားစဉ်ရှေ့ဖြစ်ရင်ပို့ပြီးတော့ကောင်းပါတယ်ခုံတက်တက်လေးတစ်လုံးရှာပါတော့ခုံတက်တက်လေးတော့ပြင်ပြားလေးဆိုလည်းရတယ်ပေါ့နော်အဲ့ဒီပေါ်မှာခဏကရှာထားတဲ့ပကံများနှစ်ချက်ကိုတင်ပါတင်ပြီးရင်ခဏကပကံများနဲ့တူရှာထားတဲ့နေဂျပန်းလေးကို6ပွင့်ကိုပကံများနှစ်ချက်ထဲကိုမြှပြီးတော့ထည့်ပါပြီးလို့ရှိရင်ညာဘက်ကပကံများမှာပကံများနှစ်ခုတော့ကျွန်တော်ဒီပညာရှင်းရထားရမှာပေါ့နော်ရှင်းရထားရမှာဖြစ်ပါတယ်အဲညာဘက်ကပကံများမှာခဲကြွန်ဓာတ်လေးကိုထည့်ရမှာဖြစ်ပါတယ်အဲ့ဒါဘယ်မှာလို့မရအောင်နော်ညာဘက်ကမှာခဲကြွန်ဓာတ်လေးကိုထည့်ရမှာဖြစ်တယ်ဘေဘီဆိုတာနဲ့ခဏရှာထားတဲ့ဖျောင်းလိုက်တဲ့တိုင်ကိုဟိုဘက်ပကံပြားထိတ်တဲ့တိုင်ဒီဘက်ဟိုဘက်ထိတ်တဲ့တိုင်ဒီဘက်ထိတ်တဲ့တိုင်ပကံပြားနှစ်ခုရဲ့ဟိုဘက်ထိတ်နဲ့ဒီဘက်ထိတ်ဘယ်ဘက်ထိတ်ညာထိတ်မှာမိထွန်းပေးရမှာဖြစ်ပါတယ်ထွန်းပြီးတာနဲ့အဲ့ဒီနေကြပန်းကိုစိုက်ကြည့်ပြီးတော့မှယာရုတွေအနေကြပါရစေအလုပ်တွေကြာကြီးလုပ်ပါရစေဘယ်နေရာမှာအကြာကြီးနေပါရစေဒါမျိုးဆွတောင်းနေအဖြစ်မိမိတို့ရဲ့လိုအင်ဆန္ဒအတိုင်းပြည့်စုံနိုင်ပါတယ်အဲ့တော့ဆွတောင်းတဲ့အခါမှာလည်းပဲကျွန်တော်တို့3ကအဖြစ်ပို့ပြီးတော့ဆွတောင်းလို့မရပါဘူးခင်ဗျာအဲ့ဒါတော့ခ
ခရက်သားသမီးကျွန်တော်မိတ်ဆွေများကိုချွင်းချက်အနေနဲ့ပြောပြတာဖြစ်ပါတယ်အဖြစ်တိုင်းမှာရေရရာဒီဟာကို3က3ခွဲရှိပါတယ်3ကပြင်တော့လို့မဆွမ်းတော့ပါဘူးအဲ့တော့ပြန်လှုပ်ချင်တယ်ဆိုရင်တော့ပကံပြားအစ်စ်လဲနေကြပန်းအစ်စ်လဲအားလုံးလဲပြီးတော့မှသာလျှင်ပြန်လှုပ်လို့ဆွမ်းတာဖြစ်ပါတယ်ခင်ဗျဒါလေးကိုကျွန်တော်ဒီတစ်ပတ်ရေရရာဖြစ်နေခုနှစ်သားသမီးများထံကိုလက်ဆောင်ပို့လိုက်ပါတယ်ခုနှစ်သားသမီးကျွန်တော်မိတ်ဆွေများအားလုံးလဲအစင်ထာဝရအေဂျင့်တာယာနိုင်ကြပါစေကျွန်တော်ကတော့ဒီစီစဉ်ကိုတင်ဆက်ပေးနေတဲ့ဖြိုးရံပိုင်းစကိုင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် 2:53 p.m. Lock screen. Try again. Stop.